တငယ်ချင်းတစုတော်တဲ့ကအိမ်လေးတစ်လုံးကိုအလဲသွားရင်းနဲ့လှုပ်ဝက်ဆန်းကျတဲ့ဗီဒီယိုတိတ်ခွေတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ထူးဆန်းတာကအဲ့ဒီတိတ်ခွေကိုကြည့်ပြီးတပတ်ကြာမှပဲသူတို့၄ယောက်လုံးမမျှော်လင့်ပဲအသက်ဆုံးရှုံးသွားခဲ့ကြတာပါ။တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုတော့ဒီဇလန်ရဲ့ပထမဆုံးသားကောင်ဖြစ်တဲ့ကယ်ရီကနေပဲစလိုက်ရအောင်။ဇလန်အစမှာကယ်ရီနဲ့သူ့တငယ်ချင်းပစ်ကာတို့အတူတူအိမ်ရင်စကားဆက်မြည်ပြောနေကြတာပါ။စကားပြောရင်းကနေအဲ့ဒီတိတ်ခွေကြောင်ရောက်သွားတဲ့အခါကယ်ရီတယောက်တုံလုံးချောက်ချသွားပါတယ်။ပစ်ကာကအဲ့ဒီတိတ်ခွေကိုကြည့်ပြီး9ရက်ကြာမှတေးရမယ်ဆိုတဲ့ကောလာဟာလာငါကြားတယ်။ငါလည်းကြည့်ပြီးပြီလေလို့ပြောဆိုနဲ့ရုတ်တရက်အသက်ရှူချက်ပြီးလဲကျသွားပါတော့တယ်။ဒါပေမဲ့တကယ်တော့ဘက်ကာကခဲရီကိုလန့်သွားအောင်စနောက်လိုက်တာပါတကယ်တော့ပြီးခဲ့တဲ့အပတ်ကခဲရီတယောက်သူ့ရီးစားနဲ့အတူတောထဲကအိမ်လေးမှာခိုးကြောင်ခိုးဝက်သွားလေခဲ့တာပါဒါကိုသိနေတဲ့ဘက်ကာကလည်းခဲရီရဲ့လွတ်လပ်လုံးတဲ့အခြေအနေနဲ့ပတ်သက်ပြီးစနောက်နေတော့မှပဲခဲရီရဲ့မျက်နှာဟာတစ်ခါပြန်ပြီးဖြောသွားပါတယ်ဘက်ကာကအခြေအနေကိုရိပ်မိသွားပြီးအဲ့ဒီတိတ်ခွေကတကယ်ရှိတာပေါ့ဟုတ်တယ်မလားလို့အတီးပေါက်မေးလိုက်တဲ့အခါနှစ်ယောက်သားကြောက်လန့်နဲ့အောက်ထက်ကဖုန်းရှိရာကိုဆင်းလာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲဖုန်းကရုတ်တရက်မြည်လာလို့ဘက်ကာကကိုင်းလိုက်ပြီးတောင်းကြီးဖြစ်သွားပါတယ်ဒါပေမဲ့ဒါကလည်းဘက်ကာရဲ့ဒုတိယအချီဆေးထိုးတာပဲဖြစ်နေပြန်ပါတယ်အော်မေမေလားနေကောင်းလားဒါနဲ့မေမေရဲ့စိတ်ငြိမ်စေးတွေကိုဘယ်နားမှာထားတာလဲဟင်ဆိုပြီးအေးစစ်ပဲဖုံးပြောလိုက်ပါတယ်။ဖုံးချပြီးနောက်မှာတော့ထူးဆန်းတဲ့အချက်ကထရီကသူ့အလိုလိုပွင့်လာတာပါခဲရီကပိတ်လိုက်ပြီးမဲ့လေထုံးစံအတိုင်းပါပဲ။ခဲရီတယောက်ပိတ်ခါကိုအော်ခေါ်ပြီးမဲ့ဘာတမ်းမှပြန်မကြားရပါဘူး။ဒါနဲ့ပဲအပေါ်ထက်ကအခန်းထဲကိုလိုက်သွားတဲ့အခါအခန်းတကားကြားကနေရေတွေစိမ့်ထွက်နေတာကိုတွေ့လိုက်ရပါတယ်။အခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာပဲဇက်ရှင်ကိုခစ်တက်ဖြတ်ပြီးအက်နာဆိုတဲ့ကြောက်စရာကောင်းတဲ့ကောင်လေးတယောက်စီရောက်သွားပါတယ်။အေဒင်ရဲ့အမေရက်ရှော့ဟာသူ့သားလေးရဲ့အေးဆက်ဆက်နိုင်လာတဲ့အမှုချင်းတွေကြောင့်ကျောင်းကဆရာမနဲ့တွေ့ဆုံဆွေးနွေးရပါတယ်။ဆရာမရဲ့ကလေးကသူ့ဝမ်းကွဲအမခဲရီဆုံးသွားတာ3ရက်ပဲရှိသေးတာလေ။နည်းနည်းတော့နားလည်ပေးပါလို့ရက်ရှော့ကပြောပေမဲ့ဆီယာမကအိုင်ဒန်ဆွဲထားတဲ့ထူးဆန်းတဲ့ပုံတွေကိုပြလိုက်ပါတယ်အစကတော့ရက်ရှော့ကဒါဟာတာမန်ပုံတွေပဲလို့ထင်နေပေမဲ့ဆီယာမကဒါတွေကခဲရီမဆုံးခင်ပြီးခဲ့တဲ့အပတ်ကလေးကအိုင်ဒန်ဆွဲထားတာပါလို့ပြောလိုက်တဲ့အခါမှာတော့ရက်ရှော့တယောက်ချက်တီးတွေပါထသွားရပါတယ်အိမ်ပြန်ရောက်တဲ့အခါရက်ရှော့ကအဲ့ဒန်ကိုအသိရင်းနဲ့စကားပြောဖို့ကြိုးစားပါတော့တယ်အဲ့ခါနီးမှာအဲ့ဒန်ကသူ့အမေကိုကျွန်တော်တို့မှာအချိန်များကြီးမရှိတော့ဘူးလို့ထူးထူးဆန်းဆန်းပြောလိုက်ပါတယ်နောက်ပြီးသူကသူ့အမေကိုတောင်နာမည်တက်ပြီး good night ရက်ရှော့လို့ခေါ်လိုက်ပါသေးတယ်အမေကိုနာမည်ခေါ်တာကတော့တော်တော်လေးကိုမလေးမစားနိုင်လို့ရရောက်နေပါပြီနောက်တနေ့မနက်မှာတော့ရက်ရှော့တယောက်အပြင်သွားဖို့အင်ဂျီရှာနေတော့မှပဲသူ့သားလေးကဝစ်စုံအပြည့်နဲ့ရောက်လာပြီးအမေဝစ်ဖို့အင်ဂျီကျွန်တော်ရွေးထားပေးတယ်တွားကြဆိုလို့ပြောပါတယ်သူတို့နှစ်ယောက်ဟာခဲရီရဲ့နာရီခန်းသားကိုရောက်လာခဲ့ကြပြီးအဲ့ဒီမှာတော့ပူဆွေးနေတဲ့ခဲရီရဲ့အမေကိုတွေ့ရပါတယ်သူမကရက်ရှော့ကိုဒီကိစ္စကိုတိတိကျကျစုံစမ်းပေးပါဦးမေးခွန်းတွေမေးပြီးအမှန်တရားကိုရှာဖွေရမှာရက်ရှော့ရဲ့အလုပ်ပဲမဟုတ်လားဆရာဝန်တွေတောင်ငါသမီးဘာကြောင့်တည်လဲဆိုတာအဖြေမပေးနိုင်ကြဘူးသူမျက်နှာကိုငါမြင်လိုက်ရတယ်ဆိုပြီးခဲရီရဲ့အမေကတရှုံရှုံငွေရင်းပြောရှာပါတယ်ရက်ရှော့လည်းစိတ်မသက်မသာဖြစ်တာနဲ့အပြင်ကိုခဏထွက်ပြီးလင်းငင်းခံနေတော့ခဲရီရဲ့တငယ်ချင်းတွေအုပ်စုလိုက်အတင်းပြောနေတာကိုကြားလိုက်ရပါတယ်ရက်ရှော့ကလည်းသတင်းထောက်ဆိုတော့အဲ့ဒီစကားဝိုင်းထဲကိုအလိုက်တင်လေးဝင်ပါလိုက်တာပေါ့စကားပြောရင်းနဲ့ကောင်မလေးတယောက်ကခဲရီမှာရီးစားရှိကြောင်းပါဆက်ချော်ပြောမိသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးတယောက်ကတကယ်ကိုဖောက်ခွဲလိုက်ပါတော့တယ်သူတို့တေကုန်ကြတာအဲ့ဒီဗီဒီယိုတိတ်ခွေကြောင့်ပဲလို့ပြောလိုက်တာပါဟုတ်ပါတယ်ခဲရီရဲ့ရီးစားလည်းအဲ့ဒီညညမှာတင်ခဲရီနဲ့အတူဆုံးသွားခဲ့တာပါတစ်ဖက်မှာလည်းအိမ်ထဲမှာရှိနေတဲ့တဲတင်ဒီကောင်လေးကတော့ကြောက်စရာကောင်းအောင်တမင်ကိုဖန်တီးထားတဲ့အတိုင်းပါပဲကလေကားဘက်ကိုတလန်းချင်းရှောက်သွားနေပါတယ်သူဟာအပေါ်ထက်ကိုတက်သွားပြီးခဲရီရဲ့အခန်းထဲကိုဝင်သွားတဲ့အချိန်မှာတော့အခုတခါလေးတော့ပုံမှန်တိုင်းနေပြီးလို့မရဘူးလားလို့မေးလိုက်ပေမဲ့တဲတင်ကတော့အေးစစ်စစ်ပါပဲအင်းကြံခဲ့တဲ့သူ့အမေခမများမှာတော့ကြောင်တောင်နဲ့ပေါ့ဒါပေမဲ့ရက်ရှော့ကလက်မလျှော့ပါဘူးသူ့သားခန်းထဲမှာဘာတွေရှိမလဲဆိုပြီးလိုက်ရှာကြည့်ပါတော့တယ်ဒီအရာတွေကတကယ်ကိုကြောက်စရာကြီးပဲလို့သူရေရွတ်နေတော့မှပဲဓာတ်ပုံဆေးထားတဲ့ပြေစာလေးတစ်ခုကိုသွားတွေ့ပါတယ်ရက်ရှော့လည်းချက်ချင်းပဲအဲ့ဒီဓာတ်ပုံတွေကိုသွားထုတ်ကြည့်လိုက်ရောဟောဗျာဓာတ်ပုံတွေကပုံတွေကတမျိုးကြီးပဲကျင်းစာမိနေတဲ့ပုံတွေလားဒါမှမဟုတ် Snapchat filter တွေနဲ့နောက်ထားတာလားတော့မသိခွဲတော့ပါဘူးနောက်တော့အလုပ်ခွင်မှာပြဿနာတက်ပြန်ရောတထေးကမင်းအလုပ်ထုတ်ခံလိုက်ရပြီလို့ပြောပေမဲ့ကျမအလုပ်မထွက်နိုင်ဘူးလို့ပြန်ပြောပြီးစွတ်တိုးတော့တာပဲနောက်ဆုံးတော့ဆိတ်ရှုပ်စရာကောင်းတဲ့သူတထေးလည်းထွက်သွားရပြီးရက်ရှော့ကတော့သူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုဆက်လုပ်နေပါတော့တယ်။ရဲ့စုံစမ်းမှုအရာဓာတ်ပုံထဲမှာပါတဲ့ခဲရဲ့တငယ်ချင်းတွေအားလုံးဟာအဲ့ဒီနေ့ညအဲ့ဒီအချိန်မှာပဲဆုံးသွားခဲ့ကြတာပါ။ကံကောင်းတာတစ်ခုကဓာတ်ပုံတစ်ပုံထဲမှာသူတို့သွားခဲ့တဲ့ Shelter Mountain ဆိုတဲ့နေရာကိုရှာတွေ့သွားတာပဲဖြစ်ပါတယ်။ရက်ရှော့လည်းအဲ့ဒီနေရာကိုရောက်သွားရောညက်လက်စရာတယောက်ကချက်ချင်းဆိုသလိုလာနှုတ်ဆက်ပါတယ်သူ့ရဲ့အပေါ်စားလူပြိုလှဲ့နီးတွေကတော့ရက်ရှော့စီမှာအလုံးမဖြစ်တဲ့အပြင်သူခံမှန်းလိုက်တဲ့ဖဲချက်ကလည်းလွဲနေပါသေးတယ်ညက်လိုက်တာကိုရောရဲလို့ပဲပြောရမှာပါသူတို့တွေကKevin Set နှစ်မှာတဲကိုခဲ့ကြတာပါဒါနဲ့နေပါဦး Kevin Set 3မဟုတ်ပဲဘာလို့Kevin Set နှစ်ဖြစ်နေရတာလဲများသောအားဖြင့်တော့ကြောက်စရာကောင်းတဲ့ကိစ္စတွေကနံပါတ်7 3နဲ့ပတ်သက်နေတဲ့တာကိုရက်ရှော့တယောက်အခန်းမငှားခင်မှာပဲတိတ်ခွေစူးစီးမှုကြီးကိုသတိထားမိသွားပါတယ်အခုခေတ်လူငယ်တွေအတွက်တော့ဒါဟာရှေးဟောင်းနည်းပညာကြီးဖြစ်နေတော့ပါပြီဒါကိုပြောနေရင်းနဲ့တော့ငါတော်တော်ကိုသွားပြီပဲလို့ခံစားရတယ်ရက်ရှော့ကတော့တိတ်ခွေကိုကင်ပြီးရှေ့ဆက်သွားပါတော့တယ်အပြင်မှာတိရွက်ညီတွေနဲ့ပြည့်နေတဲ့တစ်ပင်တစ်ပင်နောက်ကိုနေဝင်သွားတဲ့အချိန်မှာတော့နေအောင်ကြီးဟာအခန်းထဲကိုမီးရန်တွေလိုမီးရဲစွာဖြာချနေပါတယ်ရက်ရှော့ကတိတ်ခွေကိုဆက်ထဲထည့်လိုက်တဲ့အခါမြင်ကွင်းတွေကဝေဝါးပြီးခြောက်ချားစရာပုံရိပ်တွေဟာမျက်လုံးထဲကိုဒိုင်းကနေရောက်လာပါတော့တယ်အဲ့ဒီတိတ်ခွေထဲမှာစိတ်လှုပ်ရှားစရာနဲ့တရားဆန်တဲ့ပုံရိပ်တွေကြောက်မက်ဖွယ်ရရိုက်ချက်တွေနဲ့ပြည့်နေပြီးတိတ်ခွေလည်းဆုံးသွားရောရုတ်တရက်ဖုန်းမိလာခဲ့ပါတယ်ရက်ရှော့ဟာအသက်ရှူဖို့တောင်မေ့သွားမတက်စိုးရင်တကြီးနဲ့ဖုန်းကိုကင်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရင်ဆိုင်ရတော့မယ့်တေချင်းတရားအကြောင်းကိုတွေးပြီးစိုးရိမ်စိတ်တွေတိုးနေပါတော့တယ်ဒါနဲ့ပဲဓာတ်ပုံနဲ့ဗီဒီယိုပိုင်းမှာကျွမ်းကျင်တဲ့သူတငယ်ချင်းတော်နဲ့တွားတွေ့ပါတယ်ရက်ရှော့က Shelter Mountain က Kevin မှာတွေ့ခဲ့တဲ့ကျိန်စာတင်တက်ပုံကိုပြလိုက်တဲ့အခါလောကလည်းဒါက Snapchat က filter တွေလိုမျိုးပဲမဟုတ်လားလို့မေးလိုက်ပါတယ်ဒါပေမဲ့နေပါဦးအခုက2002ခုနှစ်လေ Snapchat ဆိုတာကမပေါ်သေးပါဘူးဟုတ်ပါတယ်ရက်ရှော့ကသူ့ကိုဓာတ်ပုံတစ်ပုံရိုက်ခိုင်းလိုက်တဲ့အခါမှာလည်းသူ့မျက်နှာကအရင်လူတွေလိုပဲဝေဝါးပြည့်ရွေးနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာကျိန်စာတင်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပုံရပါတယ်နောက်ကလည်းစူးစမ်းကျင်စိတ်ပြင်းပြနေပြီးမင်းငါ့ကိုပြချင်တဲ့တိတ်ခွေဆိုတာဘယ်မှာလဲလို့မေးလိုက်ပါတယ်စူးစမ်းကျင်စိတ်ကကြောက်စိတ်ကိုအနိုင်ယူသွားတဲ့အခါမှာတော့
10 မိနစ်လောက်ကြည့်ပြီးတဲ့နောက်မှာတော့ နောက်တစ်ယောက်ဘာမှမထူးခြားသလိုမျိုးနဲ့ပြန်ထွက်လာပါတယ်။ဒါဟာ Red Show အတွက်တော့ဒီတိတ်ခွေကတကယ်ချိန်စာတင်နေတာပါလားဆိုတာသက်သေပြဖို့အခွင့်အရေးရသွားတာပါပဲ။ဒါပေမဲ့သူမကတော့အဲ့ဒီအခွင့်အရေးကိုချက်ချင်းပဲညှင်းပယ်လိုက်ပါတယ်။သူတို့နှစ်ယောက်တိတ်ခွေအကြောင်းဆက်ပြီးစကားပြောကြတဲ့အခါမှာလည်းနောင်ကသူလုံးဝမကြောက်ကြောင်းစွန့်ညင်းနေပါသေးတယ်။ Rachel ရေငါကအောက်ဖမကွန်ငါရဲ့မေးရိုးကိုပဲကြည့်လိုက်စမ်းပါဦးဆိုတဲ့ပုံစံမျိုးနဲ့ကြွားနေတဲ့သူပြန်ခါနီးမှာတော့ Rachel ကဒီတိတ်ခွေဘယ်ကနေဆက်လာတာလဲဆိုတာကိုစုံစမ်းဖို့အတွက်နောကိုကူညီခိုင်းလိုက်ပါတယ်။နောကလည်းကောင်းပြီလေ။ငါ့ကိုတိတ်ခွေမိတ်တူတစ်ခုလုပ်ပေးထားလိုက်ငါဘာလုပ်ပေးနိုင်မလဲကြည့်ပေးမယ်လို့ပြောပြီးထွက်သွားပါတယ်။အဲ့ဒီနောက်မှာတော့ Rachel တယောက်အလုပ်ကိုပြန်ပြီးတိတ်ခွေကိုမိတ်တူကူဖို့ပြင်ပါတော့တယ်။တိတ်ခွေကူနေတော့မှာပဲစက်ကရုတ်တရက်ချိုးရင်းသွားတယ်လို့ဗီဒီယိုထဲကရင်ကောင်လေးကလည်းထူးဆန်းသွားပါတယ်။ဗီဒီယိုကိုရက်ထားတာတောင်ရင်ကောင်ကလှုပ်ရှားနေတယ်လို့ဖြစ်နေတာကြောင့် Rachel တယောက်အနီးကပ်သေးချာကြည့်နေမိပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာနောရဲ့အိမ်ကိုသွားခဲ့ပါတယ်။အဲ့ဒီတိုက်ကတက်လီကားကလည်းဘာအကြောင်းမှမရှိပဲတကယ်ကိုကြောချမ်းစရာကောင်းနေတာပါပဲ။နှစ်ယောက်သားတိတ်ခွေကိုပြန်စစ်ကြည့်တဲ့အခါထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်။ဗီဒီယိုရဲ့ frame တွေကြားထဲမှာဝက်ထားတဲ့ပုံရိပ်တစ်ခုရှိနေတယ်လို့ပါပဲ။ဒါကိုသေချာကြည့်ဖို့နှစ်ယောက်သားဗီဒီယို remote ကိုလူရင်းနဲ့နောက်ဆုံးမှာတော့စက်ကိုဖျက်ဆီးမိတယ်လို့ဖြစ်သွားပါတော့တယ်။တကယ်တော့နောရဲ့လက်ထောက်ရောက်လာတာကြောင့် Rachel လည်းအဲ့ဒီမှာဆက်နေလို့မရတော့ပါဘူး။ဒါနဲ့ပဲ Rachel တယောက်ဒေါသတကြီးနဲ့ထွက်လာခဲ့ပြီးအပြင်ရောက်တော့နောက်ကနေလိုက်လာတဲ့ Rachel ကိုကြည့်ရတာတယောက်နဲ့တယောက်အပြန်လန်ရန်ဖြစ်နေကြတာမောင်နှခုနှစ်ဖော်တွေတိုင်းပါပဲ။လမ်းလျှောက်ရင်းနဲ့ Rachel တယောက်လေးကားတစ်စင်းကိုသတိထားမိသွားပြီးအခြေအနေကတမျိုးကြီးဖြစ်နေတာကြောင့်သူမအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့မြင်ကွင်းကစိတ်ကျမ်းမာရေးဆေးရုံတစ်ခုစီကိုရောက်သွားခဲ့ပြီးအဲ့ဒီမှာပီကာနဲ့ပြန်ဆောင်ရပါတယ်။သူမကိုမြင်ချင်းပဲ Hello Becca ခေဒီနဲ့ပတ်သက်ပြီးဘာတွေဖြစ်ခဲ့လဲဆိုတာမမကိုပြောပြလို့ရမလားလို့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာမကြခင်သိရတော့မှာပေါ့လို့ခက်အေးအေးပဲပြန်ဖြစ်ပါတယ် Rachel ကတော့သူမရဲ့စကားကြောင့်အံ့ဩသွားပေမဲ့တကယ်ထိတ်လန့်စရာကအခုမှစမှာပါ။ Becca က Rachel ရဲ့လက်ကိုဆွဲယူပြီးတော့သူမရဲ့လက်ချောင်းလေးတွေကိုထူးထူးခြားခြားဖြန့်ပြလိုက်တဲ့ပုံစံကတကယ်ကိုကြောက်စရာကြီးပါ။ဒါပေမဲ့ Rachel ကတော့အရှုံးမပေးပဲအမှန်တရားကိုသိဖို့အတွက်ဆက်ပြီးကြိုးစားပါတော့တယ်။သူမဟာအဲ့ဒီထူးဆန်းတဲ့ဗီဒီယိုခွေကိုအဆင့်မြင့်ဗီဒီယိုပြုပြင်ရေးစင်တာတစ်ခုစီကိုယူသွားပြီးစစ်ဆေးဖို့ပြင်ဆင်ပါတော့တယ်။ Rachel တယောက်ဟိုမျိုးသမီးကြီးထွက်သွားတာနဲ့ဆက်တွေကိုဟိုနေ့ဒီနေ့လုပ်ကြည့်ရင်ဗီဒီယိုတွေကပုံရိပ်အချို့ကို print ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တိတ်ခွေထဲမှာဝက်ထားတဲ့ဗီဒီယိုကိုကြည့်ဖို့စူးစမ်းပါတော့တယ်ဆက်ကအတော်လေးရုန်းကန်နေရပေမဲ့နောက်ဆုံးမှာတော့ပုံရိပ်တစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့မိပြလိုက်တစ်ခုပါပဲ။အဲ့ဒီအချိန်မှာပဲအစောကရင်ကောင်က Rachel ရဲ့အာယုံကိုထပ်ဖန်စားပြန်ပါတယ်။ဒီတစ်ခါတော့ရင်ကောင်ကအပြင်ကိုထွက်လာတယ်လို့ပါပဲ။ Rachel ကလက်နဲ့လှမ်းဖမ်းလိုက်တာတကယ်ကိုစကရင်ထဲကနေအပြင်ကိုပါလာပါတော့တယ်။အစောကအမျိုးသမီးကြီးပြန်ဝင်လာတဲ့အချိန်မှာတော့ Rachel ရဲ့နှာခေါင်းကနေသွေးတွေယူကျနေပြီးရင်ကောင်ကတော့ပြန်ထွက်သွားပါပြီ။ရလာတဲ့တဲလုံစားနဲ့ Rachel တယောက်စာကြည့်တိုက်ကိုတွားပြီးရှာဖွေလိုက်တဲ့အခါအဲ့ဒီမိပြတိုက်ဟာမော့စကာကျွန်းမှာရှိတယ်ဆိုတာသိလိုက်ရပါတယ်။ထပ်ပြီးစုံစမ်းကြည့်တော့အဲ့ဒီကျွန်းမှာနေထိုင်တဲ့မြင်းမွေးမြူရေးသမားဓမောကန်ကျောင်းကိုရှာတွေ့သွားပါတယ်။တုံးလို့စရာကောင်းတာကတနေ့မှာအဲ့ဒီကျွန်းကမြင်းတွေအားလုံးဟာယူတုတ်ပြီးပင်လယ်ထဲခုန်ချတိတ်ဆုံးခဲ့ကြတာပါပဲ။အဲ့ဒီနောက်မှာတော့အန်နာဟာလည်းစိတ်ဝေဒနာခံစားရပြီးပင်လယ်ထဲခုန်ချကအဆုံးစီရင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းနှုတ်တယောက်ဖုန်းလာတာကြောင့်ငါတော့တေတော့မှာပဲလို့တွေးနေတော့ Rachel ကဖုန်းဆက်ပြီးသူ့သားရဲ့ကိုခဏဆောင်ကြည့်ပေးဖို့အကူအညီတောင်းပါတယ်။ Rachel တယောက်အိမ်မှာရှိနေတော့ရုတ်တရက်ချောင်းဆိုးလာပြီးပါးစပ်ထဲကနေသပင်တမြင်ထွက်လာပါတယ်။ဆွဲထုတ်လိုက်တဲ့အခါသပင်ကဆေးရုံသုံးပစ္စည်းတစ်ခုနဲ့ချိတ်ဆက်နေတာကိုတွေ့လိုက်ရပါတယ်။ Ellen Bacon ရဲ့လာဆိုပြီးအခန်းထဲကိုအပြေးလွှာသွားကြည့်တဲ့အခါမှာတော့သပင်ရှည်ကြီးနဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒါဟာအိမ်မက်ဆိုးတစ်ခုသာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းနိုးလာတဲ့အချိန်မှာတော့အိုင်ဟာကျင်းစာတစ်တိတ်ခွေကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ Rachel တယောက်ထိတ်လန့်တကြားနဲ့နော်စီဖုန်းဆက်ပြီးအဲ့ဒီတိတ်ခွေကြည့်မိသွားပြီလို့ပြောလိုက်ပါတယ်။နော်ကတော့အဲ့ဒီကလေးမှာဝိညာဉ်မရှိရဲ့လားအဲ့ဒါကြောင့်လေလွန်ခဲ့တဲ့10နှစ်ကငါတို့သွားဝယ်တာကနေပြန်မလာတော့တာလို့ဟာတာနော်ပြီးပြောလိုက်ပါသေးတယ်။အခုတော့နှစ်ယောက်လုံးကျင်းစာကိုယုံကြည်သွားကြပြီးမော့စကာကျွန်းစီကိုဦးတည်ထွက်ခွာလာကြပါတယ်။ Rachel ကကျွန်းပေါ်မှာစုံစမ်းနေတော့တော့ကတော့ဆေးရုံဘက်မှာတွားရောက်ထောက်လန်းပါတယ်။ Rachel ဟာတင်မောပေါ်မှာအထောက်ထားတွေကိုစစ်ဆေးရင်းညနာမှာသမီးတယောက်ရှိခဲ့တာကိုသိလိုက်ရပါတယ်။တင်မောပေါ်မှာပဲမြင်းတကောင်ကရုတ်တရက်ယူတုတ်ပြီးတောင်းကျမ်းရာကနေပင်လယ်ထဲခုန်ချသွားပြန်ပါတယ်။ကျွန်းပေါ်ကိုရောက်တဲ့အခါ Rachel ဟာအန်နာရဲ့ခင်မိုး Richard Morgan နဲ့တွေ့ပါတယ်။သူကတိတ်ခွေကြောင်မေးတဲ့အခါ Richard ရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပြီးဒါတခွေတဲလားလို့မေးကလက်နက်တစ်ခုကိုကင်လိုက်ပါတယ်။ Rachel ကမိတူကူးထားတယ်လို့ပြောတဲ့အခါသူကဒေါသအကြီးနဲ့နှင်ထုတ်ပါတော့တယ်။တစ်ဖက်မှာလည်းနော်ကဆေးရုံရဲ့မှတ်တမ်းခန်းထဲကိုခိုးဝင်ပြီးအန်နာရဲ့ဖိုင်ကိုရှာတွေ့သွားပါတယ်။အဲ့ဒီမှာအန်နာဟာကလေးရဖို့66ကြိမ်တိုင်စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တာကိုတွေ့လိုက်ရပါတယ်။ပြီးတော့ Rachel ရဲ့တောင်းဆိုချက်အရဖျက်ပစ်လိုက်တဲ့ဗီဒီယိုမှတ်တမ်းအချို့ရှိနေတာကိုလည်းသိလိုက်ရပါတယ်။ Rachel တယောက်ဝယ်တင်စီဖုန်းဆက်ပြီးဒီပုံတွေကိုဘာလို့ဆွဲတာလဲလို့မေးတဲ့အခါEllen ကသူမကကျွန်တော်ကိုဆွဲခိုင်းတာလို့ပြန်ဖြေပါတယ်။တင်တယောက်သူ့ဘဝရဲ့ပထမဆုံးတငယ်ချင်းကိုရှာတွေ့သွားပုံရပေမဲ့အဲ့ဒီတငယ်ချင်းကဘယ်မှာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။ Rachel ကကျွန်းကဆရာဝန်နဲ့ထပ်မံတွေ့ဆုံတဲ့အခါတုံးလုံးဆရာအမှန်တရားကိုသိလိုက်ရပါတယ်။ Morgan ဇနီးမောင်နှံဟာကိုပိုင်ကလေးမရနိုင်ခဲ့ပဲတနေ့မှာတော့ Samra ဆိုတဲ့ကောင်မလေးကိုခေါ်လာခဲ့ကြတာပါ။သူမရောက်လာပြီးနောက်မှာတော့ကျွန်းပေါ်မှာကန်ဆယ်မှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက်ဆုံးမှာတော့ Samra ကိုစိတ်ကျန်းမာရေးဆေးရုံပို့လိုက်ရပါတော့တယ်။တစ်ဖက်မှာလည်း Noy က Richard Morgan စီမှာတိတ်ခွေရှိနေကြောင်းစုံစမ်းသိရှိသွားပါတယ်။ Rachel က Richard ရဲ့အိမ်ကိုတစ်ခေါက်ထပ်သွားတဲ့အခါတကားပွင့်နေတာနဲ့အထဲကိုခိုးဝင်သွားပါတယ်။အဲ့ဒီမှာ Samra ရဲ့ဆေးဘက်ဆိုင်ရာမှတ်တမ်းတွေနဲ့ကြည့်ဖို့စောင့်နေတဲ့တိတ်ခွေအသစ်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတိတ်ခွေထဲမှာတော့ Samra ကဘယ်တော့မှအိတ်ဆက်ခြင်းမရှိပဲစိုက်ကြည့်နေတဲ့ပုံရိပ်တွေနဲ့သူမကိုစစ်မေးခန်းထဲမှာမင်းဘသူ့ကိုမှမနာကျင်စေချင်ဘူးမလားလို့မေးတဲ့အခါကျမနာကျင်စေချင်တယ်။အဲ့ဒီအတွက်လည်းတောင်းပန်ပါတယ်လို့သူမကပြန်ဖြေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Richard ကထီကိုတဲပြီးအပေါ်ထက်ကရေချိုးကန်ထဲကိုခုန်ချကကိုအဆုံးစီရင်သွားပါတယ်။ Rachel ထိတ်လန့်နေတော့မှပဲနှုံကရောက်လာပါတယ်။သူတို့နှစ်ယောက် Summer နေခဲ့တဲ့မြင်းဆောင်ပေါ်ထက်ကအခန်းကိုရှာတွေ့သွားပြီးနေရန်နောက်မှာထူးဆန်းတဲ့တစ်ပင်ပုံကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတစ်ပင်က Shelter Mountain ကအပင်နဲ့အတူတူပါပဲ။သူတို့ Shelter Mountain ကိုအမြန်သွားကြပါတယ်။အဲ့ဒီမှာ Summer ရဲ့ကျိန်စာတင်နေတဲ့ရေတွင်းဟောင်းကြီးကိုရှာတွေ့သွားပါတယ်။ Rachel ကရေတွင်းထဲကိုပြုတ်ကျသွားပြီးအတိတ်ကပုံရိပ်တွေကိုမြင်လိုက်ရပါတယ်။ Summer ရဲ့အမေကသူမကိုမျက်နှာဖုံးဆုပ်ပြီးရေတွင်းထဲကိုတွန်းချလိုက်တာပါ။ Rachel ဟာရေတွင်းထဲက Samra ရဲ့ရုပ်အလောင်းကိုရှာတွေ့ပြီးဖတ်ထားလိုက်တဲ့အခါသူမရဲ့လက်မောင်းကအမာရွတ်တွေတက်ကွယ်သွားပါတယ်။နေဝင်သွားပြီးမင်းအသက်ရှင်နေလုံးပဲလို့နှောင်ကအပေါ်ကနေအော်ပြောပါတယ်။သူတို့က Samra ကိုကောင်းကောင်းမွန်မွန်တကြိုပေးရင်အားလုံးပြီးသွားပြီလို့ထင်ခဲ့ကြပါတယ်။
နောက်တနေ့မနက်မှာ Red Show က Eden ကိုငါတို့ Samara ကိုလွှတ်ပေးလိုက်ပြီလို့ပြောတဲ့အခါ Eden ကထိတ်လန့်တကြားနဲ့မေအဲ့ဒါမလုပ်တဲ့အလုပ်ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာနောက်တစ်ယောက်သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုဖြတ်တန်းနေလုံးပါပဲဟိုက်ခနဲ့ဖြစ်သွားပါတယ်ဒီထဲကရေတွင်းထဲကနေဆမ်းမာတယောက်တင်းတင်းနဲ့ထွက်လာပြီးစက္ကန့်အပြင်ဘက်ကိုတိုးထွက်လာပါတော့တဲ့ Red Show လည်းဒါကိုတိတိချင်းတော်စီကိုဖုံးတွေတရားဆက်ပြီးအပြေးလွှားသွားခဲ့ပြီမဲ့နောက်ကတော့ကြောက်စိတ်ကြောက်ရွံ့လို့ဖြစ်နေရှာပါတယ်ဆမ်းမာတဖြည်းဖြည်းနီးကပ်လာတဲ့အချိန်မှာသူ့လုံနိုင်တာကတော့ကြောက်လန့်တကြားပုံနေဖို့ပဲရှိတာပေါ့တကယ်တော့ဒီအချိန်တွေကိုကင်တွယ်ဖို့ပိုကောင်းတဲ့နည်းလမ်းတွေရှိနိုင်ပေမဲ့နောက်ကတော့တခြားသူတွေလိုထူးခြားတဲ့စွမ်းအားရှင်မဟုတ်တာကြောင့်ဆမ်မာရဲ့အေးဆက်ဆက်အကြည့်တွေအောက်မှာပဲအသက်ပြောက်သွားခဲ့ရပါတယ်။ Rush ရောက်လာတဲ့အချိန်မှာတော့ဆမ်မာကရင်ကြီးကြီးနဲ့ပဲနောရဲ့အလောင်းကိုထိုင်ကုန်ပေါ်မှာပြန်တင်ပေးထားခဲ့ပါတယ်။ကျေးဇူးပဲဆမ်မာရေတကယ်ကိုအေးဆက်လုံးနဲ့အပြုမှုပဲလို့ပြောရမှာပါ။ Rush အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမဘာလို့အသက်ရှင်ပြီးနောဘာလို့တေးရတာလဲဆိုတဲ့အဖြေကိုရှာတွေ့သွားပါတယ်။အကြောင်းရင်းကတော့သူမဟာတိတ်ခွေကိုမိတူကူးခဲ့လို့ပါပဲ။ဇလန်းအဆုံးမှာတော့ Rush ဟာသူ့သားရင်ကိုလည်းအသက်ရှင်စေဖို့အတွက်တိတ်ခွေမိတူကူးကိုင်းနေတာကိုတွေ့ရပါတယ်။အခုခေတ်နည်းပညာတွေတိုးတက်လာတဲ့အချိန်မှာဆမ်မာရဲ့ကျင်းစာကရောဘယ်လိုပြောင်းလဲသွားမလဲ။ကျင်းစာတင်တဲ့တွေဘိုးတွေဖြစ်နေမလား။ဒါမှမဟုတ်အခုဆိုရင်ကျင်းစာတင် YouTube ဗီဒီယိုတွေတောင်ရှိနေမလားဆိုတာစဉ်းစားစရာပါပဲ